ကျွန်တော်တို့နောက်ဆုံး the last destination တောင်းတက်ပါမယ်500 step လို့ပြောပါတယ်ခုတော့ဒီကန်းတစ်စစ်ချိုးပြီပေါ့ချိုးလာပြီဒီကနေတက်လာတယ်ဒီတော့ပဲโอเคပါကျွန်တော်တို့85ရာခိုင်နှုန်းရောက်လာပါပြီတော်စင် say hi ကျွန်တော်တို့ခဏနားနေတာပါတော်စင်ဆက်တက်သွားပါပြီဟိုဘော်ဒီတက်ရမှာပါโอเคပါရောက်ဖို့တော့25ရာခိုင်နှုန်းလောက်ပဲလို့မောနေကြတော့လေတက်လာခဲ့တဲ့လမ်းမှာचूर आड़े पोते बर्तन हाँ चूर बर्तन को पकाကဲဘောတော့ရောက်လာပါပြီကျွန်တော်တို့ကပ်ပါခင်ရှိတဲ့နေရာနေဒီကိုလမ်းလျှောက်လာပြီးခုနပတ်ပြခဲ့တဲ့နေရာရောက်တာပါဒီမှာတပ်ပုံတွေပါတခြားရိုက်ကျွန်တော်လှပါတယ်ဒီမှာတော့စပားတွေပါတော်တယ်ပြောလားရပြောသားတော်တယ်ရောက်ပါပြီဘောရခဲ့တာနော် We are top of the mountain ဘယ်နဲ့ကျောင်းလဲဘာလို့ပြရတာရောခုဆိုတော့ပြန်ဆင်းပါပြီကျွန်တော်တို့ဟောနေအစင်းနဲ့ကျန်နေဟာ có trường lớp nào dạy chứ cái này của mình nó có ကားဖားတယ်ခုအောက်ပြန်ရောက်တာပါလေအောက်ပြန်ရောက်တယ်အစင်းကတော့တောက်လျှောက်ဆင်းနိုင်တယ်အစင်းကတော့ AC ဆင်းနိုင် So top of the mountain okay လား đúng rồi Ok. học trái ngành hết ရောက်ပါပြီ Okay ပါ cái nghề của mình là phải dạy vậy စကြရဘေးကင်းပြီးကိုစိတ်နဲ့ပတ်ချက်မှချမ်းသာကြပါပြီနော်